အားလုံးပဲမင်္ဂလာပါကျွန်တော်တို့လီယမ်မှာကျွန်တော်ဒီနေ့မှာတော့ Minecraft ရဲ့ The Boy 1ဆိုတဲ့ horror mode ဆုံးပိုင်းဖြစ်ပါတယ်ဆိုတော့ဒီ mode ကတော်တော်များများတော့သိပြီလောက်ပြီဒါပေမဲ့ကျွန်တော်ကတော့ခုမှဆော့ပေါ့ဆော့လိုက်အောင် Okay ကျွန်တော်တို့ရဲ့ဘာယာလာရဲ့ Minecraft world လေးကိုစတင်ရောက်ရှိလာတဲ့အချိန်တမယာလေးမှာတစ်ခုတ်ပါမယ်ဟိုအပြုတ်ခံကောင်းကြီးရောက်မလာခင်ဆိုတော့ကျွန်တော်ကဒီဘောတိရတော့ကြာပြီဗျာဒါပေမဲ့ချူကျူတွေပိုင်းမှာလည်းသူများဆိုအကြည့်ဝယ်တာမဲ့ဒါကျွန်တော်ကိုရန်တော့ဒါပထမဆုံးပဲဆိုတာအေးကတတငါးခုရနင်းလာလားဟိုဘက်ကတော်ပြီးထက်ခုတ်အောင်ကဲကျွန်တော်ပစ္စည်းတွေကို craft မယ်ဆိုတော့ရင်တော့ crafting table လုပ်မယ် crafting table ပြီးတော့ကျွန်တော် crafting table ရင်လုပ်မယ်တော့ကြာရင်တော့တော့ဆိုရင်ကျွန်တော်ပစိန်နဲ့ pickaxe နဲ့ရင်လုပ်လိုက်မယ်ပေါ့ဗျာကဲလို့ကျွန်တော်ရပြီဆိုတော့ crafting table လေးပြန်ယူပြီးဒီနောက်တော့ရှောက်ကြည့်ရအောင်မင်္ဂလာပါကိုရွှေတိုး Okay ဒီကောင်တက်ပြီဆိုတော့ကျွန်တော်ဒီနောက်တော့ရှောက်သွားမယ်ပေါ့နော် Okay ကြောက်တုံးတူးလိုက်မယ်ကြောက်တုံးတူးမယ်ဒါနဲ့မြန်တူးပြီးဒီနောက်တော့ရှောက်သွားပြီးနည်းနည်းလုံးကြုံမဲ့နေရာရှာမယ်ပေါ့နော်ဘာလို့ဆိုဒီကောင်ကြီးကဘယ်ချိန်ရောက်လာမယ်ဆိုတော့ကျွန်တော်မသိနိုင်ဘူးသူကလာချင်တဲ့ချိန်လာတယ်ဗျာကျွန်တော်အတန်မှာ background noise တွေပိုင်းတောင်းမှပါတယ်ဒီကကျွန်တော် record လုပ်နေတာနည်းနည်းဆူညံနေလို့ပေါ့နော်ဖုန်းကပူတယ်ကွာဖုန်းပေါ် FPS တွေကြာဘာဖြစ်ဖြစ်ပါ FPS ကြာလဲကျွန်တော်ဒီတိုင်းစော်ရုံပဲပေါ့နော်ကြောက်တုံးလေးတူးမယ်ခုတည်းဟိုကောင်မလာသေးဘူးကျွန်တော်ထင်တယ်လိုညနေခင်းလောက်မှလာမယ်ထင်တယ်နော်ကဲဟိုဘက်နော်ရှေ့မှာရွာရသွားမယ်အားလေကွာ Let's go ကဲရွာရဲဝင်ပြီးကျွန်တော်ပစ္စည်းတွေရှုမယ်ပေါ့ဒီကတော့စားနေအရာပဲနော် Okay မင်္ဂလာပါအရှင်တို့ဘာမှလည်းမရှိဘူးကွာအရာပဲရှင်စပေါ်မန်စားထားခဲ့လိုက်မယ်ရောရွာရဲရှောက်သွားရအောင်မင်္ဂလာပါကျွန်တော်အစားလေးထောက်ပံ့ပေးပါ Okay ကျွန်တော်တို့ဒီရွာရဲရှိသမျှအကောင်လေးအကုန်တတ်မယ်ကွာ closet ကြီးနဲ့ဝင်ကြီးဘာမှလည်းမရှိဘူးထားလိုက်ပါဟိုကောင်ကြီးလာအိမ်ထဲဝင်ပေါ်လို့ရတာမသိဘူးနော်ကျွန်တော်ထင်တော့ဒီကောင်ကြီးကအကောင်ကြီးပဲဆိုတော့အိမ်ထဲတော့ပုံလို့ရမှာမထင်ဘူးအဲ့တော့ကျွန်တော် base ကိုမှမြင့်လေးဆောက်ရအောင် Okay ဒီနားလေးမှာကျွန်တော် base လေးကိုမှမြင့်လေးဆောက်လိုက်မယ်ဟိုနားမှာ rain portal ရှိရနော်နောက်မှာတော့မ closet ကျွန်တော် base လောက်ရအောင်ဒါလည်းလေကားရင်လောက်ထားလိုက်မယ်ကျွန်တော်စိတ်ထင်ဒီကောင်ကြီးရဲ့အရက်ကလည်း6ဘလော့9ဘလော့လောက်ရှိမယ်ထင်တော့အဲကျွန်တော်အိမ်ကိုလည်း10ဘလော့လောက်မြောင်ဆောင်လိုက်မယ်ဒီကောင်ကြီးကအရက်ကအများဆုံးရှိမှ6ဘလော့9ဘလော့ဆိုတော့ yeah အောက်ပြန်ခုန်ချပြီးလေကားတက်မယ်လေကားကိုင်းလိုက်မယ်ရော့လေကားကိုအဲ့လိုခုံပြီးတက်တဲ့ဟာမျိုးဆောက်လိုက်မယ်ဒါမှလောက်ပါကွက်တီပဲကျွန်တော် rain body စီသွားရအောင်ဗျ rain body သွားရအောင်အမှပစ္စည်းကောင်းလို့ရနိုင်တယ်လေမြန်နေမဝင်ခင်မြန်သွားမယ်ဟိုကောင်ကြီးကနေဝင်တဲ့ချိန်ဆိုရောက်လာနိုင်တယ် chest ကပြန်တော့ဟောဒီမှာဖွင့်ကွာဟာကွာဘာမှလည်းကောင်းတာလည်းမရှိဘူးနာစိတ်ညစ်ကဲဒီ chest ကတော့ကျွန်တော်ရဲ့မြင်ဘူးသမျှ rain body ရဲ့ chest တွေထဲမှာဒါလုံးဝ legendary ပဲနော်စောင်းကကောင်းတယ်ဟုတ်ပြီလားဟိုရှင်ကတစ်ပင်ကိုနှစ်ပိုင်းဖြတ်ပြီးတော့ကျွန်တော်ပေးဆက်ဆောင်မယ်နောက်ပြီးကျွန်တော်နောက်ထပ်ပါဟော်ရာမုန်းတွေထပ်ဆော်ရအောင်လဲဆိုတော့ comment မှာမှန်းခဲ့ပါနော်ကျွန်တော်ဆော်နေတော့ဆော်ကြည့်ပါမယ်ကဲအခုတော့ဒီတစ်ပင်ကိုနှစ်ပိုင်းဖြတ်မယ်ဗျာနှစ်ပိုင်းဖြတ်ဖို့ကဒီ wooden axe နဲ့ဆိုကြားလိမ့်မယ် stone axe နဲ့လုပ်ကြမယ်အဲ့ဒါတော့နည်းနည်းတော့ပူမြန်တာပေါ့ဒါနဲ့ကျွန်တော် view တော့ရဖို့တော့ချိန်ပြရပါတယ်အဲ့တော့ကြောင့်မလို့ကျွန်တော် channel လေးကို like subscribe လုပ်ပေးပါဒါမှကျွန်တော်ဒီထက်ပိုကောင်းတဲ့ content တွေကိုတင်နိုင်မှာဖြစ်ပါတယ်ဟိုကောင်တော့ရောက်မလာသေးဘူးပေါ့နော်အဲ့တော့မြန်ခုတ်ပြီးမြန်စောင့်မယ်โอเคဒီလောက်ဆိုရပြီပေါ့နော်ဟိုဒါလေးပြန်ယူသွားမယ်
ရဒီလောက်ဆိုရပြီဆိုတော့ကျွန်တော် base ကိုဆက်ဆောက်ရအောင်ကဲပေါ်မြန်တက်မယ်ကြားလို့မြန်လုံးမယ်အဲ့တော့တသားရေးချောတက်မယ်နောက်ကြားလို့ရင်တောင်ပြန်ခင်းမယ်ကျွန်တော်ပြောကြစကားတော့တိတ်မရှိဘူးဗျအဲ့တော့ဒါလုံးဆရာရှာပဲဆက်လို့ရအောင်ကျွန်တော်စကားရေးအသိမပြောတော့ဗျာကျွန်တော် base ကတော့ဆောက်လို့ပြီးသွားပြီပါနော်မိုးလည်းချုံနေပြီဆိုတော့ကျွန်တော်ဟိုကောင်ကြီးလာတော့စောင့်ရအောင်ဒီဘီးလေးတွေပြန်ကောင်းမယ်ဗျဒါတိတ်ပြီးလုံကြုံလည်းမခံစားရအောင်အဲ့တော့ဘီးလေးပြန်ကမယ် what the fuck ကိုကောင်ရောက်နေဒါပေမဲ့ဒီကောင်မမိပါဘူးကွာတက်ခဲ့သမားမင်း bro you too short bro တူမင်းပူလုံးနေမင်းတောင်မပြီးသေးဘူးရမင်းမိအောင်ကြိုးစားလိုက်အောင်ယောကရှေ့တူလားယောမြန်လိုက်လားဒီကောင်ကြီးရှေ့တူလားလန့်ခုတ်လာစမ်းလန့်ခုတ်လို့လည်းမမီဘူးအော်လည်းမစင်းဘူးကွာဘာလို့လုံးမလဲခေတငယ်ချင်းတို့ဒီလိုကောင်းနေတဲ့တွေ့ပြီဆိုလို့ဘယ်လိုလုံးလဲဆိုအိမ်ထဲဝင်ပြီးအိတ်လိုက်ပါအဲ့ကြအနေကင်းသွားပါပြီကျေးဇူး Good morning my neighbor လို့တော့ပြောနေတာဘယ်သူမှမရှိဘူး zombie တွေပဲရှိအဲ့တော့အောက်မှာဟိုကောင်မရှိအောင်နော်ပြပြလေကြည့် Okay မရှိအောင်ဆိုတော့ကျွန်တော်အောက်ဆင်းအောင် Okay ရွာရဲသွားမယ်ဆိုတော့ let's go what the fuck ဒီကောင်ဆိုတာမရှိပါဘူးမင်းမော့အဲ့လိုကြီးလားOkay ဒီနေ့ဗီဒီယိုတော့ဒီလောက်ပါပဲဆုံးလေးရှိပဲတော့အောင်ကျေးဇူးတင်ပါတယ် channel လေးကို like subscribe လုပ်ရင် like subscribe လုပ်ပေးပါ Okay နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ် guys see you